မိဘပြည်သူတိုင်းရင်းသားညီကိုမောင်နှမများအားလုံးကိုဗစ်ကပ်ရောဂါဘေးဆိုပြီးအချိန်ကြာလာတော့နေ့စဉ်နဲ့အမျှစိတ်ဖိစီးမှုတွေများနေကြမှာပါစိတ်ဖိစီးမှုတွေမဖြစ်ကြပါစေနဲ့စိတ်ဖိစီးမှုဖြစ်ရင်ဒီရောဂါလူကိုပိုပြီးအန္တရာယ်ပေးနိုင်လို့ပါမြန်မာပြည်သူပြည်သားများအားလုံးဒီကပ်ရောဂါဘေးဆိုပြီးမှအများဆုံးလွတ်မြောက်ပါစေလို့ဒါကဆုတောင်းပေးလိုက်ပါတယ်နော်အရေးကြီးဆုံးကအပြင်ထွက်တိုင်း mask တပ်ပါမင်္ဂလာပါကိုဗစ်ကပ်ရောဂါဆိုကြောင့်နေ့စဉ်ပုံမှန်ဘဝကိုဘယ်တော့ပြန်ရနိုင်မလဲလို့စဉ်းစားရင်းနဲ့စိတ်ပြည့်အားငယ်နေကြပါလားအားမလျှော့ပါနဲ့ကိုကျမ်းမာအောင်နေထိုင်ပြီးတော့ယောဂမကူးစစ်အောင်တတိပေးတားမြစ်ချစ်တွေကိုဂရုပြုနေထိုင်ရင်းနဲ့နေ့စဉ်အလုပ်တွေကိုဆက်လုပ်လို့ရပါတယ်အရေးကြီးဆုံးကတော့အပြင်ထွက်မယ်ဆိုရင် master ကိုမမေ့နဲ့နော်အားလုံးပဲမင်္ဂလာပါရှင်အခုဆိုလို့ရှိရင် COVID second wave မှာအားလုံးပဲအိမ်မှာနေစိတ်ညစ်နေကြမယ်လို့ကျွန်တော်ထင်ပါတယ်အိမ်မှာနေနဲ့စိတ်ညစ်မနေကြဘဲနဲ့ရရှိတဲ့အချိန်တွေကိုအကျိုးရှိရှိနဲ့အသုံးချလို့ရပါတယ်ပုံမှန်အားကစားတစ်ခုခုလုပ်ပါပုံမှန်အိပ်ပါပုံမှန်စားပါကိုယ်ခံအားကောင်းအောင်နေပါစိတ်ကိုအမြဲပျော်ရွှင်အောင်ထားပါအားလုံးပဲကိုဗစ်ရောဂါရန်ကနေကုန်ပြီးတော့ကျန်းမာကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။အော်အရေးကြီးဆုံးတစ်ခုကအပြင်သွားတိုင်း next step ပါကျွန်တော်တို့အခုချိန်ကာလမှာကျွန်တော်တို့ကျန်းမာတန်ဆန်းမှုလိုပါတယ်အဲ့တော့ကျွန်တော်တို့ကျန်းမာအောင်နေပါအေးဝအောင်အေးပါအားရှိရဲ့စားစားပါပြီးတော့ကျွန်တော်တစ်ခုခုကိုထိတွေ့ကင်တယ်ပြီးလို့ရှိရင်လက်ကိုဆက်ပြန်နဲ့စင်ကြယ်စာဆေးဖို့မမေ့ပါနဲ့အရေးကြီးဆုံးကတော့အပြင်ထွက်တိုင်း mask တပ်ဖို့မမေ့ပါနဲ့ချစ်တဲ့ပိတ်သက်ကြီးမင်္ဂလာပါကိုဗစ်ကာလမှာကျန်းမာရေးကောင်းအောင်နေကြပါကောင်းကောင်းအိပ်ပါကောင်းကောင်းစားပါဖြစ်နိုင်မယ်ဆိုရင်တော့အိမ်ထဲမှာပဲနေပါခင်ဗျာမဖြစ်မနေအပြင်ကိုထွက်ရမယ်ဆိုရင်တော့မဆေးတွေကိုတတ်ကြပါအားလုံးစိတ်တက်မကြဘဲနဲ့ကျမ်းမာပျော်ရွှင်စွာနေထိုင်ကြပါမနေ့ဆိုရင်ဖျားဝတ်ပြုပါအမျှပေးဝေပါအားလုံးအတွက်မေတ္တာပို့ပေးပါအပြင်သွားလို့ရှိရင် mask လေးတွေတက်ပေးပါလို့ပြောချင်ပါတယ်